လူတယောက်ယောက်က အမှုတစ်ခုခုကျူးလွန်ပြီဆိုရင်ကျွန်တော်တို့တရားရုံးသွားရတယ်အဲ့ဒီတရားရုံးကအစင်းစင်းရှိတယ်ကျွန်တော်တို့မြို့နယ်တို့ဒီမဟုတ်နော်ကျွန်တော်တို့ data ပေါ့ data ဆိုင်ရာတရားရုံးတွေရှိတယ်မြို့နယ်တွေ data တွေခရိုင်တရားရုံးတွေအဲ့လိုမျိုးရှိတယ်အဲ့ဒီမှာတရားရုံး၃မျိုးပြောပြမယ်ကျွန်တော်ဒီနေ့နော်အဆင့်လိုက်ပေါ့ပထမဆုံးတရားရုံးကတော့ကျွန်တော်တို့က district court ဆိုတာကကျွန်တော်တို့ခရိုင်တို့မြို့နယ်တို့ data တို့အဲ့ဒီပထမဆုံးအောက်ကတရားရုံးပေါ့အောက်တရားရုံးလို့ပြောလို့ရပါတယ်အဲ့ဒါကို district court အဲ့ဒါတဲ့နည်းနည်းမြင့်တယ်ဥပမာ district court မှာကိုကအမှုကိုအယူခံဝင်တယ်ဗောနော်အဲ့ဒီမှာကိုကမကျင်နာဘူးသူတို့ဆုံးဖြတ်ပေးတာတရားသူကြီးဆုံးဖြတ်ပေးတာမကြိုက်ဘူးဆိုအဲ့ဒီထက်မြင့်တဲ့တရားရုံးကိုကိုကတက်မှဆိုရင်သူက high court ဆိုတာကကျွန်တော်တို့ကအဲ့ဒါထက်မြင့်တဲ့အဆင့်ဖြစ်သွားပြီပေါ့နော်ဒုတိယအဆင့်မြင့်တဲ့တရားရုံးကိုဖြစ်သွားပြီနော်ပထမအဆင့်မှာတရားသူကြီးကအမှုတစ်ခုခုကိုဆုံးဖြတ်တယ်မကျင်နာဘူးကိုကအပေါ်တရားရုံးသွားချင်တယ်ဆိုကျွန်တော်တို့ high court အဲ့ဒီ high court မှာတရားသူကြီးဆုံးဖြတ်တာကိုကိုကမကြိုက်ဘူးမကျင်နာသေးဘူးဆိုရင်လည်းကိုကအမြင့်ဆုံးဖြစ်တဲ့ Supreme Court နော်အမြင့်ဆုံးနိုင်ငံတော်တရားရုံးချုပ်လို့ခေါ်ပါတယ်သူကတော့နိုင်ငံတော်တရားရုံးချုပ်ကအမြင့်ဆုံးဖြစ်တယ်နိုင်ငံတနိုင်ငံမှာနော်ဆိုတော့ပထမက district ဒုတိယက high court တတိယကျတော့ Supreme Court အဲ့ဒီတရားရုံး၃ခုကိုဒီဗီဒီယိုမှာကျွန်တော်တို့နားလည်နိုင်ပါပြီနော်